ဇုံမီလူငယ်ဒီကိုစားနေပပမေးရှာရှိတယ်နော်အဲ့ဒါလေးယူတာလေးဖိချပြပါနော်ဟုတ်ကဲ့ပန်ဖမအစုံမီခွန်နဲ့ဘိုလေးစီနဲ့တပ်ခွေတဲ့တော့ရောက်ဒီခိုနေလာမတ်မြစ်နိုင်ကြလောက်ပေါ့အဲ့တော့ကျွန်တော်လည်းတိတိကျကျတော့မဟုတ်ဘူးပေါ့နော်ဘယ်ခိုနေတော့ဝန်နဲ့တော့တစ်စက်ကြီးမရောက်ပြီအဲ့ဒါနဲ့ကျွန်တော်ပဲချိန်မတင်တတ်တဲ့တော့ဖြစ်တော့လဲဆိုတော့မဟုတ်ဘူးတဲ့ထုံးစနစ်တော့တော့လားဟုတ်ကိုပိုင်မမချီကကိုရပါတော့စီစီအမကဒီခေါင်းစစ်စမန်ကလာဒီခေါင်းတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့နေရာဒီတာဆူလူရာမင်ဒလာဟာခါလာဟိုမှာအခုတုံးစားမှလည်းတာဝန်ကြရောက်ဘူးတဲ့နေရာဒီတာนี่တခုပြီးတခုပြောပြပါတမဟာ6ပေါ့နော်တမဟာ6ဟုတ်တမဟာ6တမဟာ6နေမြဘယ်ဟာဒီပလဲဝနေမြေလို့တော့ပြောတာပဲဒါပေမဲ့ပလဲဝနေမြေကျွန်တော်ကလူတော်များဟုတ်မရနေတဲ့ချိန်တော့ဟုတ်တယ်ဟုတ်ဆိုင်တော့ပုံစံနဲ့လည်းနေတယ်ပေါ့နော်ကျန်တဲ့နေရာဒီတာတွေပါကချင်ဖလဲရောက်တယ်ရှမ်းဖလဲရောက်တယ်ကျန်တဲ့ဌာနချုပ်မှာလည်းအများထက်ကချင်ရှမ်းဘယ်နည်းရှမ်းမှာဘယ်နည်းတော့ကြောကချင်မှာ6လ6လတုံးစားမှာနဲ့ပတ်မတပတ်မပြီးဘူးရောက်လာတပတ်မပြည့်ဘူးရောက်တာတော့တပတ်ပြည့်တယ်30မှနေတာတပတ်လောက်ပဲရှိမှာ30မလားခင်ဗျမနေတာဌာနချုပ်မှာတိုက်ပွဲကြီးတိုက်ပွဲငယ်ဘယ်လောက်ဝင်ရောက်ဘူးလဲအဲ့တော့ငါစုလည်းမထားဘူးဆိုတော့ညားတယ်တိုက်ပွဲကြီးတိုက်ပွဲကြီးက6ခါဘယ်လောက်6ခါ6ကျန်တော့6ကြီးတိုက်ပွဲငယ်မနေဘူးခမ်းမချီမေးလောက်ခင်မလဲအချင်းကိုရှိစလို့ရှိမှာနော်ဒီလေကျွန်တော်မြင်ချင်တာဒီစစ်တာလေ EC ကိုလာရောက်တိုက်ခိုက်တဲ့အကြောင်းပြအကြောင်းရင်းတော့အကြောင်းစစ်တာလေ EC ကိုလာတိုက်ကြတယ်လေကျွန်တော်အဲ့ဒါကျွန်တော်အစကကျွန်တော်တို့တိတိကျကျမေးရင်လည်းမဖြေကြဘူးပေါ့နော်ကျွန်တော်တို့ကြည့်ရအဲ့ဒါကြောင့်လည်းကျွန်တော်တို့ဖတ်ပြရတဲ့အကြောင်းလေးပါတာပေါ့အခုဒီအဖွဲ့အစည်းနဲ့ပါချုပ်ကျွန်တော်တို့တက်ခိုက်နေရတယ်သူတို့ကပါလို့တဲ့ပါတွက်လဲဆိုတာသူတို့ကမဖြေဘူးပေါ့နော်ကျွန်တော်လည်းမကြည့်ဘူးအမိအတိုင်းပဲပြောတာအဲ့ဒါကြောင့်လည်းကျွန်တော်ဖတ်ပြရချင်းဖြစ်တာပေါ့နော်အခုသူတို့ပြောတာကဥမာစစ်စင်ရတခုထောက်မယ်ဆိုဒီစစ်စင်ရပါချုပ်လေဘယ်သူနဲ့ပြရမှာလဲပါတက်ပြရမှာလဲအဲ့ဒါအရင်ကတော့ရှင်းပြခဲ့တယ်ပေါ့နော်အခုဒီဖက်မူလာတော့စက်အားရနဲ့ဖြစ်မယ်အဲ့ဒါပဲကျွန်တော်ကြည့်တယ်စက်အားရပါချုပ်ဘယ်သူနဲ့ပါတက်ချုပ်ကျွန်တော်မပါဒီဟန်ချက်မကောင်းတာလားသူ့မဟုတ်ပေါ့နော်ခံယူချက်ချင်းမတူလာလားလေကျွန်တော်မကြည့်ရပါဘူးကြာအဲ့ဒါအထက်လူစီမေးတဲ့ကျွန်တော်တက်ပဲလုပ်ပေးတာသူတို့လည်းကျွန်တော်လည်းတိတိကျကျမသိဘူးဆိုတော့ကျွန်တော်ကတုံးဘောအထက်နဲ့စကားပြောလို့မရဘူးပေါ့နော်အဲ့ဒါကျွန်တော်လည်းဟုတ်ဆက်တာတုံးစားလာတော့အထက်လူကြည့်တာဘာလို့ဖို့တုံးစားလာတော့ဆိုတာထက်နေရတိတိကျကျတော့မပြောဘူးနော်အစမှလာတဲ့အချိန်မှာတော့စစ်ကူဆိုမှဟုတ်တယ်အဲ့ဒီစစ်ကူကလည်းကျွန်တော်တို့ကအဲ့လမ်းကြောင်းအဲ့ထောက်ပူလမ်းကြောင်းတွေပေါ့နော်ဟုတ်လားအဲ့လမ်းကြောင်းကိုကျွန်တော်တို့ကထိဖို့တင်လာနေတာလာတော့ဌာန6ကနေဘယ်လမ်းကိုတုံးတော့ဘယ်ကြီးရောဘယ်လမ်းကိုဖက်ဘရောဒီတုံးဆောင်ရောက်လာတာလဲနည်းနည်းရှင်းပြပါကျွန်တော်တို့ဒီ7နိုင်လုံးမှာနေ့လယ်7နိုင်လုံးမှာသူတို့ခိုင်းတယ်ကျွန်တော်ထွက်လာတယ်အဲ့ရွာကျွန်တော်တီးတာချစ်ချောင်းကြီးရပေါ့နော်အဲ့ချစ်ချောင်းကနေအောက်လမ်းဆိုတဲ့ဟာနဲ့လာတယ်ကျွန်တော်တို့အဲ့ရနေကိတ်တက်ရောက်တယ်ကိတ်ကဟိုဖလမ်တွေဖလမ်စီတဲ့ကိတ်ရောက်တယ်အဲ့ရနေတော့ကျွန်တော်ရွာတရားရောက်တယ်ရွာ3-5ရွာချတယ်အဲ့ပြီးမှကျွန်တော်တို့ရီဆိုတဲ့ရီမျိုးဆိုတဲ့ရီကိုရောက်တယ်အဲ့ဒီမှာလည်းညမနာဘူးကျွန်တော်တော့မှစိုက်ပြီးမှခဏနာတယ်စိုက်ပြီးမှကျွန်တော်တိုက်ရိုက်လာတယ်အဲ့တုံးစာကြီးပေါ့နော်ဟုတ်ဒီဆိုတဲ့ဟာတိုင်ဝမ်ဖြစ်တာလားဒါမှမဟုတ်တိုင်ဝမ်ဖြတ်တာဟုတ်သူတို့လက်လက်ကြတယ်မရှိဘူးလားရှိတယ်ဘိုးလေးအနေနဲ့စီနဲ့တပ်ဖွဲ့ကနေဘာကြောင့်ထွက်ပြေးနေရတာလဲအတိစိတ်လေးပြောပြပြပါဦးဟုတ်ကျွန်တော်ထွက်ပြေးရတဲ့အကြောင်းကတော့ပေါ့နော်အခုလုံးကျွန်တော်လက်နဲ့ကင်လာတာနဲ့ကောင်းမနေဘူးအရင်2017အထိတော့ကောင်းခဲ့တယ်
အခုနောက်ပိုင်းကျတော့အခုကကိုတော်ဟန်နေတဲ့အဖိုက်ကဂီတတခြားပေါ့နော်ပါမဆိုင်တဲ့ဒီကျွန်တော်တို့ရဲ့ချင်းကြီးနေထဲကလက်နဲ့ကန်နေပဲကျွန်တော်တို့တိုက်နေရတယ်ခိုင်းနေရတယ်အဲ့ဒါကိုဖြည့်ရှင်းချက်ကမပေးနိုင်ဘူးပြီးရင်ကျွန်တော်တို့မိသားစုအရေးပေါ်အခြေအနေတွေမှာဘာမှခွန်နဲ့မပေးနိုင်ကြလို့မပေးတယ်လို့တော့ခွန်နဲ့မပေးဘူးဟိုကကျွန်တော်တို့ကျွန်တော်တရေးရှင်ရေးကိစ္စတွေမှာလည်းသူတို့ကမဆိုင်တယ်လို့မတိတယ်လို့ပေါ့နော်ဒီခဲတော့မှသူတို့မလုပ်ပေးဘူးပေါ့အဲ့ဒီကိစ္စတွေလည်းပါတယ်ပြီးရင်လည်းသူတို့ကမျက်နှာလိုက်လုံးတယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဒီတက်ခိုင်းတော့တရားချင်းချင်းချုပ်ဖြစ်တယ်ဟုတ် မျက်နှာလိုက်လုံးတယ်ဆိုတာဘယ်လိုဟုတ်လဲ မျက်နှာလိုက်လုံးတယ်ဆိုတာကဥပမာကျွန်တော်အဖွားနေမကောင်းဘူးအမေဆုံးသွားတယ်ဥပမာဖြစ်တယ်အခုဒေါသမှနေတဲ့သူရဲဘော်တချို့ရဲ့အဖေတွေဆုံးသွားတဲ့သူလည်းရှိတယ်ကျွန်တော်သိရတယ်လို့ပေါ့နော်အဲ့ဒါတွေကိုတော့မှသူတို့ကဖုံးကမပေးပြန်ဘူးကိုအမလည်းထားလို့ကိုညီမလည်းထားလို့တလားဟဲ့လားခွန်ပေးတဲ့သူတွေရှိသေးတယ်အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်တို့တိတ်အစီမပြေဘူးပေါ့နော်ကျွန်တော်လည်းတွေးနေအတွေးနဲ့အတန်းနဲ့ပြင်စဉ်းစားညာရှိရတယ်အမှားနဲ့အမှားဆိုတော့ခွဲခြားတတ်တယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ထုတ်ပြတယ်ပြင်ဒီလိုမျိုးအဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်လက်နဲ့ကန်ဆိုတာတဲ့ဟိုပမာစစ်သားတွေနဲ့ကျွန်တော်တော်ဟန်နေတယ်ဒီခါနေတယ်ဆိုတော့ကျွန်တော်ထုတ်ပြစရာအကြောင်းမရှိဘူးအတေခါတကုံပြလို့ရတယ်အခုကပါမအညုံမရှိတဲ့ကျွန်တော်တို့အချင်းချင်းဟိုဘက်အဖက်ကိုရန်သွားစားလိုက်ဒီဖက်အဖက်ကိုရန်သွားစားလိုက်နေဆိုတော့ကျွန်တော်မနေချင်တော့ဘူးပေါ့နော်အဲဒါကြောင့်လည်းကျွန်တော်ထုတ်ပြပါထုတ်ပြချင်တယ် အခုစီနေတဲ့တပ်ပွင့်ခဲမှာအခုကောင်းရခဲ့ဖတ်ပြီးချင်တဲ့လူများရှိသလား ရှိတာပေါ့အခွန်ကောင်းအခွန်ရေးတဲ့နဲ့ပြည့်ချလိုက်ထုတ်ပြချင်တဲ့ကောင်တွေထဲပဲဘာလို့လဲဆိုသူတို့ကလည်းနားလေလာပြီလေသူတို့ကအခုတော်ဟန်ကြီးကာလာမဝန်လာတဲ့သူတွေဦးဟောက်တမတွေပညာရှိတွေအခုကဝန်လာတဲ့သူတွေကတီဟာလို့အင်ဟာလာမန္လာအခုလုံးခွဲချတတ်တယ်သူတို့ကအဲ့လိုလူတွေထုတ်ပြချင်ကြတာပေါ့ဟိုကျွန်တော်တကယ်ချင်းတွေဆိုရင်ချင်းတွေဆိုတာအရင်ကတကယ်ချင်းတွေပေါ့နော်သူတို့ဝန်လာတဲ့တလားထလာပဲစစ်တမ်းမနေတဲ့ခါရပြန်တော့တယ်ဟုတ်လေအဲ့အစောဒေလီဖက်သူတို့ပါလို့အဲ့ပါလို့ထုတ်ပြတယ်ဆိုနေလဲဦးနောက်ရှိတာပဲနေဟာနေစဉ်းစားကျွန်တော်ကလာပါလို့မခေါ်ဘူးသွားပါလို့မပြောဘူးမခေါ်ဘူးသွားပါလို့လည်းမပြောဘူးနော်မင်းဦးနောက်လည်းဆုံးဖြတ်ဒီအဖက်ကမှန်တာမှားလားဆိုတာကိုဟာနဲ့ကိုတွေ့ကျွန်တော်အဲ့ဆိုပြန်တော့ပါလို့လည်းပညာတင်နေသူ့မော်လို့လုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးတကယ်ချင်းတွေလည်းအများကြီးပေါ့ဒီနေ့ဒီမှာခွန်ရရရင်တော့ထုတ်ပြတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ရဲပေါ်လည်းဖြစ်ဖြစ်ကျွန်တော်ရဲ့အရာရှိတချို့လည်းပဲဖြစ်ဖြစ်စိတ်ကုံလာကြတယ်ပေါ့တစ်ဖြစ်ဖြစ်နဲ့ တဲ့အနေနဲ့အခုချစ်လာတဲ့အစီကိုဘယ်လိုမြန်လဲကိုအမြင်ကိုအတိစိတ်လေးပြောပြပါလား ဟုတ်အခုကျွန်တော်ရတဲ့တရင်နဲ့သူတို့ထုတ်တဲ့တရင်တွေနဲ့ဒီမှာဖြစ်နေတဲ့အရာတွေကတခြားစီပေါ့နော်ဘယ်လိုပြောရမလဲဟိုမှာရောရင်တော့ပမာစစ်တန်းနဲ့ဆောနာပြောတယ်လို့ပေါ့နော်ပမာလည်းနဲ့ကိုင်းနဲ့ပေါင်းတယ်ဒီနေ့ပြေချတယ်နောက်ခါလည်းချအောင်မယ်ပါညာတွေနဲ့ပြီးရင်လူဖိုင်းနေဘယ်လိုလုပ်တယ်ဘယ်လိုလုပ်တယ်ဟောကျွန်တော်လည်းဒီဖက်ကိုတေးလာတဲ့ယုံကြည်ချက်တစ်ခုနဲ့ပဲပြေးရတယ်ဘာလဲဆိုရင်ကျွန်တော်တို့အခုဖြစ်နေတဲ့ပြဿနာကျွန်တော်တို့ကြားနေတဲ့အရာနဲ့ဖြစ်နေတဲ့အရာကတလွဲစီပေါ့နော်အဲ့ဒါတော့ကျွန်တော်ဖုန်းကောင်းအာမခံတယ်အခုကသူတို့ကစက်အိုင်နဲ့ပေါင်းတယ်ပမာစစ်တပ်နဲ့ပေါင်းတယ်ဆို MA တွေချပေးတဲ့ဟာလေ MA စတိုင်တွေပေါ့နော်လက်ထောက်ဟွာတွေကျွန်တော်တွေ့ရမှာပေါ့ဒီတော့ကြာယူနေတာမတွေ့ရသေးဘူးပေါ့နော်အခုချိန်ထိချာအဲ့ဒါကြောင့်ကျွန်တော်စစ်တပ်နဲ့ပေါင်းတယ်ဆိုတာကျွန်တော်လုံးဝကိုမယုံဘူးပေါ့နော် စံပုံစစ်စံနေရောတဘောမကြတာတော့ဘာလို့ရှိလားရှင်ရိုးရိုးသားသားပြောပါအောင်နော်အဲ့ကျွန်တော်တို့ယုံကြည်ရတယ်လည်းနဲ့ကပ်ဖိတ်စီပဲကျွန်တော်တို့ယုံမေးလို့မျိုးတွေကခင်ဗျားတို့ဒီလိုမကောင်းဘူးဆိုကျွန်တော်ပြောလို့ရတယ်လက်ကိုက်တယ်နော်ကျွန်တော်တို့လည်းနဲ့ကပ်ဖိတ်စီမဟုတ်ဘူးတခြားဒီ NGO ဖိတ်စီစုံမျိုးလိုနဲ့ဖိတ်စီအတီးမိတာပါနော်ငွေလေးတို့လိုက်ဖို့မကျွန်တော်ဖိတ်ဒီလိုက်ပို့ရမှာအခက်ခဲရှိလို့ကျွန်တော်တို့ပဲကုန်နေတာ ဟုတ်အခုချိန်ထိတော့မရှိဘူးနော်ကျွန်တော်ရောက်လာတယ်ဟိုကျွန်တော်ကအစမှတုံးစံကနေရွာတရားရောက်တယ်ပေါ့နော်ဆက်မှဆက်ပိုင်းခေါင်းဆောင်တွေကနေကျွန်တော်ပို့ပေးတဲ့ရွာတရားအဲ့ရွာတရားနေဒီလက်နဲ့ကန်လေးစီကိုကျွန်တော်ပို့တာပေါ့အဲ့ဒီမှာကနေကျွန်တော်ရောက်တာနဲ့မဟုတ်ဆက်ကြတယ်အဒီပိုင်းလေးကဆက်တယ်အချွေတိုက်တယ်မုတ်စားတယ်မုတ်ကျွေးတယ်သမင်းစားပြီးပြီလားတဖောက်ဖောက်မင်းမင်းကြတယ်ပေါ့နော်ဘိုးတို့မစားပါဘူးဆရာတို့မစားပါဘူးတော့ကျွန်တော်ပြောနေသူတို့ကဆိုင်တော့ပဲနေရာပဲရောက်ပြကျွန်တော်လူတွေ
ဒီမှာခဏခဏပြောတာပေါ့နော်အခုချင်းထိပဲဖြစ်ကျွန်တော်ရောက်ကရနဲ့လက်ပါတာလည်းမရှိပါဘူးဆဲဆိုတာလည်းမရှိပါဘူးဟုတ် ဘိုးရအနေနဲ့အခြားပြောစာပြောကြလို့တဲ့ချက်များရှင်ပြောပါအောင်ကျွန်တော်အနေနဲ့အမျိုးခေါင်းနဲ့ဒီလောက်ပါပဲပြောဆက်ရှိလားရှင်ပြောပါ ဟုတ်ကျွန်တော်အနေနဲ့ပြောစရာတစ်ခုကတော့နော်ကျွန်တော်တို့ကယုံကြည်ချက်နဲ့လာတာဒါအခုကျွန်တော်တို့ဟိုဘက်မှာကျွန်တော်တော်လှန်ရေးလုပ်တယ်ဆိုတာကလက်နဲ့ကန်အဖွဲ့ကအုပ်ချုပ်တဲ့ဘုံမှာခံနိုင်လို့လုပ်ပါတယ်ဆိုတာအခုကကျွန်တော်တို့ CNA ဟိုဘက်ကတော်လှန်ရေးလုပ်နေတာအခုကဟာခါနဲ့ထန်တလားလည်းထောက်ခံတယ်ပေါ့နော်အဲ့ဒါတွေကတော့လုံးဝမဖြစ်တဲ့အရာတွေပေါ့အဲ့ဒါတွေနဲ့ကျွန်တော်ကတဖြည်းဖြည်းနဲ့စဉ်းစားတယ်ဩမတူဘီနဲ့ရောက်တယ်ကျွန်တော်မတူဘီနဲ့ဆိုကိုဖက်တောင်ပိုင်းပေါ့ဟာရှင်းတော့မှလာမပို့ချဘူးပါမလာမပို့ပါပြောပဲဝါစီဘောစီပဲသူကဆဲရဆိုတယ်ပေါ့နော်ဒီလိုပဲဟာခါနဲ့ပြောင်းလာတယ်ဟာခါကျွန်တော်တို့တားလေးဆက်စားပုံစံဆက်ဆံမှာပေါ့စီနေတယ်ဟာခါထန်တလာကဟုတ်ပြီဝန်တာတယ်တီတန်းစားပြောင်းလာပြန်ရောကျွန်တော်မှထပ်ဖြစ်ချင်တဲ့စိတ်ပဲရှိတော့လုံးဝစိတ်ကုန်ပါပြီပေါ့နော်ဘာလို့လဲဒီသူကမှမထောက်ခံတဲ့လက်နဲ့ကန်နေရတာဘာကြောက်ဘာထူးမလဲကျွန်တော်တို့မလို့ချင်တဲ့လက်နဲ့ကန်မလို့ချင်လို့တော်လာတာကျွန်တော်တို့လည်းမထောက်ခံဘူးဆိုရင်ဘာထူးမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်နောက်မှကြံခဲ့တဲ့ကျွန်တော်ရဲဘော်တွေပဲဖြစ်ကျွန်တော်ဆရာသမားတွေပဲဖြစ်တိစေချင်တယ်နေစေချင်တယ်ပေါ့နော်ကျွန်တော်ဒီလောက်ပြောချင်တယ်ပြောပါမယ်